1924 ခုနှစ်မှာ American သမ္မတ Calvin Coolidge ရဲ့သား16နှစ်အရွယ် Calvin Jr. ဟာအိမ်ဖြူတော်မှာ tennis ကစားနေပါတယ်။ဖနက်မှာပါပဲကစားမိလို့ကလေးရဲ့ခြေထောက်မှာရေကြည်ဘူးလေးတစ်ခုပေါက်သွားတာပေါ့ဗျာ။အဲ့ဒီဒဏ်ရာသေးသေးလေးကနေပြီးတော့ပိုးဝင်ပြီးတော့ septicemia ဖြစ်သွားပါတယ်။ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံရဲ့သမ္မတရဲ့သားဖြစ်ပေမဲ့အကောင်းဆုံးဆရာဝန်တွေဝိုင်းပြီးတော့ကုသကြပေမဲ့ဘိုးသက်စေမရှိတဲ့အတွက်ကြောင့်မလို့တပတ်အတွင်းမှာပဲကလေးဟာတည်ဆုံးသွားခဲ့ရပါတယ်။ကမ္ဘာအာဏာရှိဆုံးသမ္မတတော်မှာသူသားရဲ့ခြေထောက်ကရေကြည်ဘူးလေးတစ်ခုကိုမကုနိုင်လို့အရှုံးပေးလိုက်ရတဲ့ခေတ်ကာလပါ။လွန်ခဲ့တဲ့နှစ်100လောက်မှာခမရလက်မှာနှင်းစီဆူလေးစူးသွားတာမျိုးဒါမှမဟုတ်ရင်မုတ်စိတ်ရည်ရည်နဲ့ဓားရှသွားတာမျိုးလို့ဒဏ်ရာတိတိလေးတွေကနေတော့မှပိုးဝင်ပြီးတော့အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ပြောရရင်ပိုးသက်ဆေးလို့ခေါ်တဲ့ antibiotic မပေါ်ခင်ကာလဆိုတာလူသားတွေအတွက်တကယ်ကိုမှောင်မိုက်တဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။အဲ့လိုကာလတွေမှာဆရာဝန်တွေဟာရှေးခေတ်ကအသုံးပြုခဲ့တဲ့ရှေးရိုးဆွဲနီးတွေအပြင်စိတ်ကူးပေါဝါနီးလန်းနေနဲ့ရန်တမ်းမှန်းတမ်းပြီးတော့ကုသခဲ့ကြရတာပေါ့ဗျာ။